အပြီးနိုင်ရနေငယ်အကြမှာပဲဘာနကေဂုစ်ငန်ပေါလေးဟာမီတာ100မီနဲ့တောင်ကမ်းပါရန်ပေါ်ကနေစတင်ခုန်ချခဲ့ပါတယ်။ကြောက်ဆောင်တွေနဲ့မရိုက်မီအောင်အတောင်ပန်လေးတွေကိုခတ်ပြီးဟန်ချထိုင်းမှုအပြင်းထန်စူးစမ်းနေရပါတယ်။ကမ်းပါပေါ်ကနေစင်သက်မှုကအစင်ပြေပြေပဲပြီးဆုံးသွားပြီးနောက်ဆုံးမှာတော့မြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ကျဆင်းသွားခဲ့ပါတယ်။ငန်းပေါလေးဟာမြေပြင်ပေါ်မှာငိမ့်သက်နေလို့အားလုံးကတေးပြီးလို့ထင်မှတ်ထားပေမဲ့အန်အောစရာကောင်းလောက်အောင်ပြန်ထနိုင်ခဲ့ပြီးအသက်ရှင်ကြံရစ်ခဲ့ပါတယ်။ဒီလိုခက်ခဲတဲ့စိန်ချော်မှုကိုကြော်ဖြတ်နိုင်ခဲ့ပေမဲ့အနားမှာရှိနေတဲ့ဘိုက်စာနီတို့ကြီးကန်းတကောင်ရဲ့အာယုံစိုက်မှုကိုခံလိုက်ရပါတယ်။ကြီးကန်းကငန်းပေါလေးစီကိုချက်ချင်းပြန်လာတဲ့အခါမှာတော့အဖေငန်းကသူ့ရဲ့ရင်ခွင်းအောက်မှာလုံခြုံအောင်အမြန်ကာကွယ်ပေးပါတယ်။ဒါပေမဲ့ပါနတ်တဲ့ကြီးကန်းကအလွယ်တကူလက်မလျှော့ပါဘူး။သူကအဖေငန်းကိုလက်ပတ်တိုက်ခိုက်ပြီးအခွင့်အရေးရတဲ့နဲ့တေးဘေးကလွတ်မလာကစင်ငန်းပေါလေးကိုနှုံသီးနဲ့ဆွဲယူသွားပါတော့တယ်။ဘာစုငန်းလိုလဲတီးကြတဲ့ဘာနကဲကူးစတွေဟာရန်သူတွေရန်ကနေကာကွယ်ဖို့ဥရီကိုမီတာရာနဲ့ချီမင်းနဲ့တောင်ကမ်းပါတွေပေါ်မှာဥလေရှိပါတယ်။အစာမရှိတဲ့တောင်ကမ်းပါပေါ်ကနေမွေးပြီးနှင်းရဲ့အတွင်းမစင်းရင်ငှက်ပြက်ပြီးတေဆုံးရမှာပါ။အဖေငန်းကကမ်းပါအောက်ချိန်မှာစောင့်နေပြီးအမေငန်းကတော့သားသမီးတွေကိုခုံချဖို့အားပေးနေပါတယ်။ဒုတိယမြောက်ငန်းပေါလေးဟာအမေဖြစ်သူရဲ့အားပေးမှုနဲ့အတူမီတာ100မီနဲ့ကမ်းပါပေါ်ကနေမတွတ်မစော်ခုံချလိုက်ပါတယ်။အဖေချစ်သူရဲ့ပုံစံကိုအတူယူပြီးကမ်းပါအောက်ခြေကိုခုံချခဲ့ပြီးမြင်အတောင်ပန်ကမစုံသေးတဲ့အတွက်သူတို့ရဲ့အသက်ထန်တန်မှုဟာကန်တရားပေါ်မှာပဲမူတည်နေပါတယ်။သူဟာကြောက်လန့်နေတဲ့အတွက်ခန္ဓာကိုယ်ကိုမထိနိုင်ပဲခေါင်းနဲ့ကြောက်ဆောင်ပြီးတိုက်မိခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာအသက်မရှိနိုင်ခဲ့ပါဘူး။ဒီငန်းဆောင်တွေမှာသားသမီး3ကောင်ရှိခဲ့ပြီးအခုတော့နောက်ဆုံးတစ်ကောင်ပဲကြံတော့ပါတော့တယ်။ရွေးချယ်ချက်မရှိတဲ့အတွက်ဒီငန်းပေါက်လေးလည်းမတုံမဆုတ်ခုံချခဲ့ရပါတယ်။မခုံရင်တေးရမှာဖြစ်ပြီးခုံမသာအသက်ရှင်ဖို့အခွင့်အရေးရှိတာပါ။သူဟာလေထဲမှာခန္ဓာကိုယ်အနေထားကိုပြင်ဆင်ပြီးဒဏ်ရာတက်တာအောင်ဘိုက်နဲ့ကြဆင်းဖို့ကြိုးစားပါတယ်။အားလုံးကသူ့ရဲ့တက်တီကိုကြည့်ပြီးအံ့ဩနေစလို့အသက်ရှင်ပါစေလို့လည်းဆုတောင်းနေကြပါတယ်။မိဘတွေကလည်းစိုးရင်ကြီးနဲ့သူတို့ရင်သွေးကိုစောင့်ကြည့်နေကြပါတယ်။အဖေဖြစ်သူကသူ့ရဲ့အောက်ကနေပြန်တန်းပြီးအားပေးနေပါတယ်။ဒါပေမဲ့ငန်းပေါက်လေးဟာကြောက်နေရတဲ့ရိုက်မိပြီးကြောက်ကြားထဲမှာညှက်သွားပါတယ်။သူအပြင်းထန်ကြိုးစားပေမဲ့လွတ်မလာပါဘူး။ကန်ကောင်းထောက်မှတာပဲအမေငန်းကအချိန်မီလာတော့ကူညီခဲ့လို့ကြောက်ကြားထဲကနေလွတ်မြောက်ပြီးမြေပြင်ပေါ်ကိုဆက်လက်ခုန်ချနိုင်ခဲ့ပါတယ်။ကတောင်းကနန်းဖေးတဲ့နောက်မှာတော့ငန်းပေါက်လေးဟာမြေပြင်ပေါ်ကိုဘေးကင်းစွာကျဆင်းနိုင်ခဲ့တယ်မြအန်ဒေကမကင်းသေးပါဘူး။နင်းတွေပေါ်မှာလိမ့်စင်းနေတုံကြောက်ဆောင်တွေနဲ့မရိုက်မိအောင်အမေငန်းကအမြန်ကာပေးပါတယ်။အမေငန်းဟာချော်နေတဲ့နင်းပြင်ပေါ်မှာရှော့တိုက်ပြီးသူ့ကလေးကိုကာကွယ်ပေးပါတယ်။ဆွဲရှိတဲ့ငန်းပေါက်လေးဟာမိဘတို့ရဲ့အကူအညီနဲ့အတူခိုင်တာကိုပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။သုံးကောင်မှဒီကောင်ပဲအသက်ရှင်တော့ဒါဟာသူတို့တို့အသက်ရှင်နှုတ်မြင်မာတယ်လို့ဆိုရမှာပါ။ပုံမှန်ဆိုရင်အားလုံးသေဆုံးတတ်ကြပါတယ်။ဒီလိုတက်တီရှိကမ်းပါဘောကခုံချရတာဟာအထိတ်ငန်းတွေအတွက်မဖြစ်မနေတင်ယူရမယ်ဘဝသင်ခန်းစာတစ်ခုပါ။နောက်ဆုံးမှာတော့အသက်ရှင်ကြံရတဲ့ငန်းပေါက်လေးဟာမိဘတွေနဲ့အတူအစာရှာဖို့ရေပင်စီကိုထွက်ခွာသွားပါတော့တယ်